ကတော့တချို့တော်တော်များများသိကြတယ်ပေါ့နော်သူကတချို့မေးလိုက်တဲ့ question တွေကိုမေးလိုက်တဲ့အကြောင်းအရာတွေကိုသူကအမြန်ဆုံးပြန်ဖြေပေးရပေါ့နော် second mind တွဲမှာအဲ့ဒါကတော့ChatGPT ရှိပါတယ်ပြီးလို့ရှိရင်အခု DeepSeek လည်းတော်တော်များသုံးလာကြရပါတော့ပြီးရင် Gemini AI တခြားဒီ generative AI တွေလည်းထပ်ပေါ်လာတယ်ပေါ့နော်ဒီသုံးခုကတော့အခုလောလောဆယ်တချို့ free သုံးလို့ရတယ်ပြီးသွားလို့ရှိရင် analyst တွေလည်းလုပ်လို့ရတာဖြစ်တဲ့အတွက်အရန်ကို popular ဖြစ်နေပါတယ်အဲ့တော့ဘလို့အကျိုးရှိတောင်းရမလဲဆိုတော့တစ်ချက်ထပ်ပြောပေးသွားပါမယ်အဓိကကိုမေးတဲ့ question မှာကအသေးစိတ်မေးဖို့လိုပါတယ်တခြားဥပမာပေါ့နော်သူကိုငါ့ကိုbusiness management ဆိုတာဘာလဲပြောပြပါဒါဆိုရင်အရန်ကို general ဖြစ်တယ်ပေါ့နော် तू ကတော့ပြန်ဖြေမယ်ဒါပေမဲ့ तू ပြန်ဖြေတဲ့အရာတွေကအရန်ကို broad ဖြစ်ပြီးကိုလိုချင်တဲ့အကြောင်းအရာမဟုတ်ဘူးပေါ့နော်ကိုလိုချင်တဲ့အကြောင်းအရာနဲ့အရန်မနီးစပ်ဘူးပြောချင်တာပေါ့နော်ဒါဆိုရင်တချို့တို့ကထားပါတော့ကိုကစီးပွားရေးအကြောင်းနားလည်ချင်တယ်ဒါပေမဲ့ကိုနားလည်ချင်တဲ့စီးပွားရေးက logistics ဆိုလို့ရှိရင် logistics နဲ့သက်ဆိုင်တဲ့ business knowledge ကိုပြောပြပါဒီလိုမျိုးလေးကိုကအသေးစိတ်မေးနိုင်လေသူ့ဘက်ကလည်းဖြေလို့ရတယ်ပေါ့နော်ဒါပြီးရင်နောက်တစ်ခုကတချို့တို့image တွေကို ChatGPT ပါဆိုလို့ရှိရင် image တွေကို analyst လုပ်လို့ရလာတယ် file တွေ analyst လုပ်လို့ရလာတယ်ဒါတွေကလည်းအရန်ကို advanced feature ပေါ့နော်သူက limited အထိပေါ့တရက်ကိုဥမာ file 3ခုဆို3ခု analyze လုပ်လို့ရတာဒါမျိုးလေးတွေကိုလည်းတချို့တို့ကချိတ်ဆက်ပြီးတော့သုံးလာရတယ်ပေါ့နော် advanced သုံးကြည့်ရင်ဘာလုပ်လို့ရသေးလဲဆိုတော့ကိုကအပြင်ကအလုပ် file word file document file တွေကိုသူ့ထဲ upload လုပ်သူ့ကိုကဒီ data တွေပေးပြီးတော့မှသူ့ကိုအမေးအဖြေပုံစံမျိုးနဲ့ question ဖြေလို့ရပါတယ်ဒါကြောင့်မို့လို့ AI tools တွေကိုထိထိရောက်သုံးကျင်တယ်ဆိုလို့ရှိရင်များများစမ်းသပ်ကြည့်ပါများများလေးသုံးကြည့်ပါဒါကတော့ generative AI အကြောင်းပဲဖြစ်ပါတယ်ရှင်